တရေတွေရှိပါပြီအလူတကာကြီးဦးနှောင်းမောင်ရဲ့အလူတော်မင်္ဂလာအလူတော်မင်္ဂလာရှင်စတရေတွေရှိပါပြီအလူအမကြီးတော်အေးမျိုးရဲ့အလူတော်မင်္ဂလာစေရနာသုံးနဲ့ညီမြလို့ဒီဘဝကနိဗ္ဗာန်တိုင်းမြိုင်ဆိုင်ဆိုင်ပိုင်မိုင်နိုင်နိုင်မြိုင်ဆိုင်နိုင်မန္တလေးညီညီအောင်ဆိုတဲ့ဆရာလည်းသွားစေရနာတွေကစီတီပမာရှင်ပီတီသမီးလေပါရမီတွေဆိုင်အဲ့အလူမှာမြဟောဒီအလူတော်မင်္ဂလာအခမ်းအနားပွဲမှာနိဗ္ဗာန်ပနတ်ရိုက်ဖို့အတွက်နောက်အခါကလှုံနိုင်ရအောင်တောင်စပူပိုင်းဆိုတဲ့တီးသားနဲ့ပနတ်ချလို့ပြေးပြရစီတောင်စပူတိတ်စအားကဘိုးရမောင်မြူရှင်းတဲ့ခဲကွာချေမဆောင်းစီဒီလားစိတ်ကရှင်ကိုင်းမောင်ဆန်းဆောင်ရှင်နော်